အဲ့ကောင်လေးရတော့တောင်းစားလုပ်ကိုလုပ်တာတောင်းစားနေတနေ့ကြလဲကြာသူ့ကိုလက်ဆောင်ရတာပေါ့နော်ထားပါတော့ကျွန်တော်အခုနိုင်ငံသားမှာလုပ်နေတဲ့ပတ်မွန်လေးတွေ surprise လုပ်တာပဲဖြစ်ဒါမျိုးလေးပေါ့အဲ့မှာပတ်မွန်လေးတစ်ပွင့်သူရနှိမ့်စီပန်လေးတော့ကျွန်တော်ပြည့်စုံတိတိကျကျတော့မသိဘူးဒါပေမဲ့ကျွန်တော်နားလေတဲ့လောက်ကလေးပေါ့ပတ်မွန်လေးကိုရလာတော့သူနေတဲ့နေရာလေးကိုသွားသူနေတဲ့နေရာလေးတဲကုန်ပြီအစုပ်ကလေးအဲမှာလည်းရှုပ်ပွားအင်ကြီးရလည်းရှုပ်ပွားသူဝစ်ထားတာလည်းညစ်ပတ်ပေးရေးဝစ်စားနေရလည်းသုံးစားမရဒီပတ်မွန်လေးကလှတားလှဟာဘိုင်းညိုပြန်ကြည့်အဆင်မပြေဘူးအိမ်ရောက်တော့ဒီပတ်မွန်လေးကိုထားစရာသူ့မှာနေရာမရှိဘူးပတ်မွန်လေးကလှလွှားကြည့်လို့အဲ့ဒါနဲ့ခုံလေးတစ်ခုံရှင်းလိုက်တယ်ခင်ဗျခုံလေးကိုဒီပတ်မွန်လေးတင်ခုံလေးကိုရှင်းခုံဒီတိုင်းဆိုမကောင်းအခုကတခုခင်းရမယ်ဝိစားလေးတစ်ခုခင်းလိုက်ခင်းပြီးပတ်မွန်လေးကိုတခါလဲအိုးလေးနဲ့ထိုးလို့ရတဲ့အိုးလေးနဲ့ထိုးပြီးအဲ့ပေါ်မှာတင်ခုံလေးလှပါခုံလေးကိုကြည့်သူပီတိပြက်ဒါပေမဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါကျတော့ပတ်ဝန်းကျင်ကစုတ်ချရှုပ်ပွေပတ်မွန်နဲ့ခုံလေးကတော့လိုက်ပါဘူးဘေးပတ်ဝန်းကျင်ကတိတ်ပြီးတော့စင်မပြေသေးဘူးပတ်ဝန်းကျင်ထရှင်းပတ်ဝန်းကျင်တန့်ပြဟာပန်းလေးတစ်ပွင့်နဲ့လှပါကိုပြန်ပြီးမှန်နဲ့ကြည့်လိုက်မှန်ကွဲလေးနဲ့ကြည့်လိုက်ဟာဒီပတ်ဝန်းကျင်နဲ့ဒီနှင်းစီနဲ့ဒီပုံစံနဲ့အဆင်မပြေဘူးချုပ်ငါမအကောင်းဆုံးပါရှိရေမိုးချိုးဝေးစားရည်လေတော့သပင်းတွေပါရှုပ်ပွားဘုတ်တိုက်ကြီးဖြစ်နေရနေတက်တက်ရဖိနေမဲဒီလိုတော့လည်းဟုတ်သားအောင်တမွန်လေးတစ်ပွင့်ရတယ်သွားရနော်တမွန်လေးတစ်ပွင့်ကပတ်မွန်လေးတစ်ပွင့်စီကနေရတဲ့အတွေးကနေပြီးသူကဆက်ခါပါနောက်ကြတော့မှန်နဲ့ကြည့်ပြီးသူ့ကိုယ်သူရှင်ဟာငါဒီလိုတက်တက်ရဲနေပုံမျိုးနဲ့ငါဘာလို့တောင်းစားနေရတာအတွေးချင်းသွားငါလို့တောင်းစားနေရတာလေငါပုံနဲ့ဆိုလို့ရှိရင်ငါလို့တစ်ခုရှောက်လို့ရနိုင်လိမ့်မယ်နဲ့တူတယ်တားလျှောက်တယ်ယုံကြည်မှုပဲရှိတယ်ယုံကြည်မှုမြင့်လာတယ်အလုပ်တစ်ခုရသွားတယ်တောင်းစားစရာမလိုတော့အလုပ်တစ်ခုရတော့အဲ့ဒီကနေမှစင်ငဲဖြစ်စဉ်ဆိုတော့လူကကျွန်တော်ခုနကပြောသလိုပဲဟိုးအောင်ဆုံးမှနေတဲ့လူတယောက်အောင်ဆုံးကစိတ်ထဲနဲ့ဘလို့မှအထက်မရောက်နိုင်ကတဖြည်းချင်းစီလေးတွေသူကချင်းလာတာပေါ့နော်ချင်းလာချက်ချင်းအုံတိုင်းဆိုသွားပြီးတရောင်းစားတတိပြရမယ်လို့သွားပြောလို့မရဘူးလက်ခံမှာမဟုတ်ကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အဲ့ကွာဟာမှုကအဲ့ဒါလူကတားဒုက္ခတွေရောက်နေကျွန်တော်ဒုက္ခတွေများတာပဲလေကျွန်တော်တို့မှာဒုက္ခတွေများ PR တွေလည်းများတယ်ပြဿနာတွေလည်းများတယ်လုံးလုံးအဆင်ပြေမှာ